ဒီနေ့တော့တခင်ကြီးကိုပွဲကြိုသုံးသက်ချက်အနေနဲ့လုပ်ပြီးတော့မှာဖြစ်ပါတယ်ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ view တစ်ကိုအမြဲတမ်းသစ်စပေးနေတဲ့လူပဲဖြစ်ပါတယ်မနေ့ကလည်း YouTube မှာတင်ထားတဲ့ Arsenal body နဲ့ goal ball လေးညီကိုတွေရလိုက်ကြမယ်လို့ထင်ပါတယ် Telegram channel မှာလည်းတင်ပေးထားတဲ့ free တစ်3ပွဲရတယ်2ပွဲနိုင်ခဲ့ပါတယ် Man U နဲ့ Everton တို့ရဲ့ပွဲမှာ Man U ဘက်က 1+85 ကြေးပေါက်ထားပြီးကျွန်တော်အနေနဲ့ခြေစွမ်းကလည်းတိတ်ကြီးမကွာခြားလာတဲ့အနေအထားမှာဒီလိုကြေးပေးရတော့ကျွန်တော်အနေနဲ့ပြင်းတယ်လို့တော့မြင်ပါတယ်။ Man U အသင်းကနောက်ဆုံး5ပွဲမှာရှုံးနိုင်ထားခြင်းမရှိသေးပဲ3ပွဲလောက်ကကြေးအောင်ထားပြီး2ပွဲလောက်ပဲပြားစွန်းနဲ့ရှုံးထားတာပါ။အဲ့ဒါကိုကြည်ချင်းအဖြစ် Man U တွေကအခုနောက်ပိုင်းမှာခြေစွမ်းကတော်တော်လေးတည်ငြိမ်လာပြီလို့ပြောရမှာဖြစ်ပါတယ်။ Everton ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးအဝေးကွင်း5ပွဲမှာတပွဲတာနိုင်ထားပြီးစွမ်းဆောင်ရည်ကတော့တော်တော်လေးကိုကျဆင်းနေလဲရှိပါတယ်။ဒါပေမဲ့ဒီညမှာတော့ Everton တို့အနည်းဆုံး3မှတ်လောက်တော့ယူသွားလိမ့်မယ်လို့ထင်ပါတယ်။ပြီးရင်လည်းတနင်္လာနေ့မှာကန်တဲ့ Premier League ပွဲတွေကြေးကျနေတာအခုဆိုလို့ရှိရင်4ပတ်ရှိပါပြီ။အဲ့ဒါကြောင့်ကျွန်တော်ထင်တယ်ဒီပွဲလဲကြေးထပ်အောင်လိမ့်မယ်လို့မထင်ပါဘူး။ဒါကြောင့် Man U နဲ့ Everton တို့ရဲ့ပွဲမှာ Everton body ကိုပဲရွေးချယ်ပေးချင်ပါတယ်။ဂိုးပေါင်းစည်းအနေနဲ့3လုံးသွင်းလို့ရှိလို့ချင်း65ပြားစားပေါက်ထားတာဖြစ်ပြီး body စည်းပြင်းပြီးဂိုးပေါင်းစည်းပျော့နေတဲ့အနေအထားမှာဂိုးပေါ်လေးမရှိတာကြောင့် Man U နဲ့ Everton တို့ရဲ့ပွဲကိုဂိုးအောက်ကိုလည်းရွေးချယ်ပေးချင်ပါတယ်။ကျွန်တော်ဒီညအတွက် Man U နဲ့ Everton တို့ရဲ့ပွဲကို Everton body နဲ့ဂိုးအနည်းကိုရွေးချယ်ပေးချင်ပါတယ်။ညီကိုတွေဒီညလည်းဆက်ပြီးအပေါင်းပြနိုင်ကြပါစေ။ညီကိုတွေအားလုံးပဲ good luck ပါ